ကဲဒီနေ့လေးကတော့ငါးငပိကြက်လေးချက်မှာဖြစ်ပါတယ်ငါးငပိကြက်လေးချက်မလို့ငါးလေးပြုတ်နေတာဖြစ်ပါတယ်ငါးဝယ်တဲ့အမကြီးကတော့မပြောလိုက်ခင်မှာပဲတုံးလိုက်လို့တုံးနေအစ်တွေဖြစ်ကုန်ပါတယ်လို့ဟုတ်လို့ဆိုတရုံးနဲ့ဖြစ်ရမှာလေဒါငါးစပြုတ်နေပါပြီကဲစောပိုင်းကငါးပြုတ်ပြီးလို့အခုငပိရေချိုးပါမယ်ငပိရေကတော့အညာငပိဆိုတော့တီးတဲ့အတိုင်းပဲလေတအားကြီးတော့အကောင်းကြီးတော့မရှိဘူးပေါ့နော်အသင်းတင်ငပိရေလေးပဲရတာပေါ့နော်ကဲဒါလေးကတော့အညာဘက်မှာခေါ်တဲ့တောင်ရိုးမြစ်ပြုတ်ကလေးကိုထပ်ပြီးပြုတ်နေတာဖြစ်ပါတယ်ဒီတိုင်းစားလို့လည်းရတယ်ပြုတ်ပြီးသားရောင်းလိုက်တာဒါပေမဲ့ထပ်ပြုတ်တာဖြစ်ပါတယ်ဒါလေးကတော့ခရမ်းသီးလေးပြုတ်တာဖြစ်ပါတယ်အစိမ်းစားသီးအကျွတ်သီးတွေကြတော့အကျွတ်သားတွေတောင်ဖြစ်ကုန်အကျွတ်သီးတွေကြတော့ဟိုပိုးစက်ကောင်စောနန်းတာမစားတတ်ဘူးအဲကြောင့်မလို့အစိမ်းသီးလေးပဲဝယ်လာပြီးတော့ဒီလိုလေးပဲပြုတ်ပါတယ်လို့ပြီးတော့မှထဲမှာပိုးတွေလေထဲမှာပိုးတွေရှိမှာဆိုလို့ထိတ်ကလေးတွေကိုဓာတ်နဲ့ခွဲကြည့်ပြီးတော့မှပဲပြုတ်ပါတယ်လို့ဒီခရမ်းသီးလေးနှံ့ရင်တော့စပြီးတော့ချက်တော့မှာဖြစ်ပါတယ်စောပိုင်းကငါးတွေပြုတ်ထားတဲ့ဟာတွေကိုအယိုးနှွန်နေတော့မီးသွေးပူရအားနေလို့ဂျားထဲမှာပြုတ်ဆရာရှိတာပြုတ်ဖုတ်ဆရာရှိတာဖုတ်တာဖြစ်ပါတယ်ခဏနေတော့စချက်တော့မှာဖြစ်ပါတယ်ချက်တာလည်းဒီမှာပါပဲသည့်အစ်စ်နော်ပဲသည့်အစ်စ်နဲ့ချက်မှာဖြစ်ပါတယ်ပဲသည့်စစ်တာနော်တွေ့လားသူများဆိုင်နေမှာလို့ဝါထိတ်နေရလဲမဟုတ်သူဝါတာလေးကတစ်မျိုးလေးပြစ်နေပြီးတော့တွေ့လားပဲသည့်စစ်ချက်ကတော့နော်အခင်းထဲကရထားတဲ့မြေပဲတွေကိုတစ်နှစ်ပတ်စာလုံးစားဖို့မရောင်းမနဲ့ကြိတ်ထားတဲ့မြေပဲစီတွေဖြစ်ပါတယ်အဲ့ဒါလာပြောပြတာပါကဲစပြီးတော့ချက်ပါပြီလို့ကဲချက်သွန်လေးတော်တော်လေးစီပြန်လာပြီအမှတော်တော်လေးခြောက်လာပြီဆိုတော့စောပိုင်းကငါးကိုပြုတ်ပြီးတော့အယိုးနှွန်ထားတဲ့ငါးနှွန်ထားတဲ့အယိုးနှွန်ထားတဲ့ဟာကိုထည့်မယ်ဟာကိုလည်းတော်တော်လေးခြောက်အောင်လုံးပေးမယ်ငါးလေးတော်တော်မွေးပြီဆိုတော့စောပိုင်းကကြိုထားတဲ့ငပိလေးကိုထည့်ပါမယ်လို့မွေးနေရပဲ